ကဘာဒီကယူသွားပြီလားလူတွေမသိသေးတဲ့နိုင်ငံတကာယူဆုံးဥပဒေတွေကိုပြောပြပေးသွားပါမယ်တကယ်ချင်းတို့ခမရတို့နေစဉ်ဘဝမှာငါလုံးနေတာတွေကလွဲနေပြီလို့တွေးမိဘူးလားစိတ်မကူပါနဲ့ဒီကဘာမှာခမရထက်ပို့လွဲပို့ယူကြောင်ကြောင်နိုင်တဲ့နိုင်ငံတကာကဥပဒေတွေနဲ့လူဝက်ရှက်တွေရှိနေပါလေဒီနေ့ဗီဒီယိုထဲမှာမွေးနေ့မင်းရင်ထောင်ကြမယ့်နိုင်ငံငါ့ကိုစစ်ရှုံးတဲ့စစ်တပ်နဲ့အင်တာရေဆွဲချရင်ရဲဖက်မယ်နေရာတွေအကြောင်းပြောပြသွားမှာပါဒီဗီဒီယိုလေးမစခင် like and subscribe လေးနှိပ်ဖို့မမေ့နဲ့ဦးနော်ကဲစားလိုက်ရအောင်ပထမဆုံးသွားမှာကတော့အေးချမ်းပါလေဆိုတဲ့ကနေဒါနိုင်ငံပါခမရတို့ကျွန်တော်တို့သိရကတော့နိုင်ငံတကာမှာရေနံကိုဖြူဟာမြောက်အရန်အင်အားနေနဲ့လှုပ်ဝက်တိုးလောင်တက်ကြတယ်မဟုတ်လားဒါပေမဲ့ကနေဒါကတော့ခက်လန်းလန်းပဲသူတို့လှုပ်ဝက်တိုးလောင်တာကမေးပဲရေးပါလေဗျာဟုတ်ပါလေပန်တိတ်ပေါ်ဆန်းစားတဲ့အရှိုရည်ကြီးကိုတန်ချိန်ပေါင်းတောင်းချီပြီးလှုပ်ဝက်ဗန်တာကြီးတွေထဲမှာတင်ထားတာပုံရည်ရလာက2012ခုနှစ်မှာဓမြအဖွဲ့တစ်ဖွဲ့ကဒီလှုပ်ဝက်တိုးလောင်ရုံတဲကနေမေးပဲရေးဒေါ်လာ18တန်ဖိုးကိုခိုးသွားခဲ့ပါလေတမိုင်းမှာရွှေမဟုတ်ပဲတကြားရည်ခိုးလို့အာရုံအလောင်းရဆိုဓမြမှုကြီးဖြစ်ခဲ့ရပါလေဒုတိယအချက်ကတော့တမိုင်းမှာအဆက်ရဆုံးစစ်ပွဲကြီးတစ်ခုအကြောင်းမှာစစ်တပ်တစ်ခုကတခြားနိုင်ငံကိုစစ်ရှုံးတာတဘာဝကြပြီမဲ့အော်စတြေးလျစစ်တပ်ကတော့ငှက်ကလအုပ်ကိုစစ်ရှုံးခဲ့ပါလေ1932မှာအီမျိုးငှက်ကောင်ကြီး2000လောက်ကလဲခွေးတွေကိုဓာပြက်စီတော့စစ်တပ်ကစစ်တနက်တွေလီစန်းထောင်ရှိနေစစ်ကြေညာပြီးသွားပြတာပေါ့ဒါပေမဲ့ဒီငှက်တွေကစစ်ပြူဟာကိုပုံနာနဲ့နေတလားအောင်ပြရပါလေတနက်တန်ကြားလာနဲ့ကွဲပြားပြီးထွက်ပြေးကြတာနောက်ဆုံးစစ်တပ်ကကြီးစံမဲကုံသွားတဲ့ငှက်တွေကတော့သပင်တမြင်တောင်မထိပဲအောင်ပွဲခံသွားပါလေအော်စတြေးလျစစ်တပ်လည်းလက်နဲ့ရှပြီးပြန်ဆုတ်ခဲ့ရတာယင်းနေ့အထိအာသာဖြစ်နေတော့မှာပဲကဲအိမ်အောင်ထက်မျိုးသားများတတိထားဖို့စမွန်တာကျွန်းနိုင်ငံမှာဒါခမားတို့နေရင်မိမမွေးနေ့မေးတာနဲ့ထောက်ကြနိုင်ပါလေဒါနောက်ပြောင်တော့မဟုတ်ဘူးနော်တကယ်ဥပဒေပါဇနီးဖြစ်သူက9ယောက်ကြာငါမွေးနေ့မေးတယ်လို့ရဲစခန်းသွားတာရင်ရဲကအိမ်အထိလာဖမ်းပြီးရှုပ်ထဲမှာတညာသိမ်းထားမှာပါဒီတော့အဲ့ဒီနိုင်ငံကယောက်ျားတွေဟာဖုန်းထဲမှာအလန်းတွေကလန်နာတွေအထက်ထက်မှတ်ထားရပါတယ်ခင်ဗျာဥရောပကရှမ်းသာဆုံးစစ်စလက်နိုင်ငံမှာလည်းခက်ကြောင်ကြောင်ဥတွေရှိနေပါလေည10နာရီကျော်ရင်တိုက်ခန်းတွေမှာအင်တာရေဆွဲခွင့်နှိပ်ခွင့်မရှိပါဘူးတန်ဆိုးလို့ဆိုပြီးအိမ်နီးနာချင်းကတာရင်တန်ငွေအကြီးကျယ်ရိုက်ခံရမှာပါပိုဆိုးတာကယောက်ျားလေးတွေရပတ်စီးသွားရင်မတက်ရက်ပြီးသွားရပါဘူးထိုင်ပြီးသွားရပါလေရေကြားတဲ့အတန်ကစူညံမှုဖြစ်စေလိုပါလေဗျာစစ်စလက်မှာညဘက်အပေါ့အပသွားချင်ရင်တော့အတန့်ရှူပါအောင်ထားရမယ်ဂိမ်းမှာပြင်သစ်နိုင်ငံမှာတော့ဒီဂရီကြီးနပိုလီယံကိုအရန်ရိုသေကြတာကြောင့်ခမည်းမွေးထားတဲ့ဝက်ကိုနပိုလီယံလို့နာမည်ပေးရင်ဥပဒေနဲ့မညီပါဘူးထိုင်းခံရနိုင်ပါတယ်ဝက်ကိုနပိုလီယံလို့ခေါ်ရင်ဒီဂရီကိုစော့ကားတယ်ဆိုပြီးခြေကလေးကတတ်မှတ်ထားလာပါခွေးကိုပေးခြင်းတလို့ပေးကြောင်ကိုပေးခြင်းတလို့ပေးဝက်ကိုတော့ပေးလို့မရပါဘူးနော်နောက်တစ်နိုင်ငံကတော့အီတလီနိုင်ငံမီလန်မြို့ပါအပြင်ထွက်ရင်အမြဲတမ်းပြုံးနေရမယ်ဆိုတဲ့ဥပဒေရှိပါတယ်လမ်းပေါ်မှာမျက်နှာစုပ်ပုတ်နေရင်ရဲကဖမ်းပြီးတန်းငွေရိုက်လို့ရပါတယ်ရွှေချက်အနေနဲ့ဇာပနာအခန်းတော်သွားတဲ့အချိန်နဲ့ဆေးရုံသွားတဲ့အချိန်ပဲမျက်နှာညှိုးငယ်ခွင့်ရှိတာပါမီလန်မြို့သွားရင်တော့စိတ်ဆိုးနေရင်တော့အတင်းဖြဲပြုံးထားကြဖို့အကြံပြုပြရစေကမ္ဘာဘဏ္ဍာကြီးတွေထဲမှာရွှေတွေစိမ့်တွေဒေါ်လာတွေကိုတော့သိမ်းဆည်းထားတတ်တာခင်ဗျားတို့သိပြီးသားဖြစ်မှာပါဒါပေမဲ့ဘယ်ကြီးရနိုင်ငံကအကြီးဆုံးဘီယာကုမ္ပဏီကြီးတစ်ခုမှတော့ညီအောင်အနဲ့ကြီးထဲမှာကမ္ဘာအဖိုးတန်ဆိုဘီယာတစ်ဆေးတွေကိုလွှတ်သိမ်းထားတဲ့ဘဏ္ဍာကြီးရှိပါတယ်အဲ့ဒီတစ်ဆေးအမျိုးအစားတွေပျက်စီးသွားရင်ကမ္ဘာဘီယာဈေးကွက်ကြီးပျက်စီးသွားနိုင်လို့ဆိုပြီးနျူကလ িয়ার ဒုံးကျည်ထန်အောင်ခံနိုင်တဲ့ညီအောင်ဘဏ္ဍာထဲမှာစစ်တပ်အဆင့်လုံခြုံရေးတွေနဲ့စောက်ရှောက်ထားတာပါဘီယာကြိုက်တဲ့သူတွေအတွက်တော့ဒါဟာတမဟာကျန်းစာထက်တောင်အဖိုးတန်တွေလှုပ်ဝက်ရှာကြီးပေါ့ဗျာနောက်တစ်ခုကတော့အမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ်က Quizman ဆိုတဲ့မြို့လေးအကြောင်းပါအဲ့ဒီမှာခမည်းကြောက်မွေးထားရင်ချက်တွေကိုလမ်းဖြတ်ကိုဝင်မပြူရဆိုတဲ့ဥပဒေရှိပါလေဟုတ်ပါလေချက်တွေလမ်းလျှောက်ပြီးလမ်းတစ်ဖက်ကိုသွားရင်အိမ်ရှင်ကဥပဒေရှိုးဖောက်မှုနဲ့ဖမ်းခံရနိုင်ပါတယ်ဒီတော့အဲ့ဒီမြို့ကချက်တွေဟာလမ်းတစ်ဖက်ကိုသွားခြင်းရင်အိမ်ရှင်ကပွေ့ချီပြီးပို့ပေးရမလို့ဖြစ်နေပါလေချက်တွေကိုရင်စီကလမ်းစီကနှင်ပေးလို့မရလို့ထုတ်ထားတဲ့ယူးကြောင်ကြောင်ဥပဒေတစ်ခုပေါ့ဒါကတော့အာဆီယံတဲကမီလိုနီရှာနိုင်ငံဘော်နီယိုကျုံးပေါ်ကတီတောင်မျိုးနယ်စုတွေရဲ့တကယ့်ကိုထူးဆန်းတဲ့ဒလေးဥပဒေပါသူတို့စီမှာမင်္ဂလာဆောင်ပြီးစားတနည်းမောင်နှံအစ်စ်တွေဟာ3ရက်နဲ့3ညတိုင်းအင်တာသွားခွင့်မရှိပါဘူးအပေါ်ပါရောအလေးပါလုံးဝသွားခွင့်မရှိတာပါသူတို့ယူအစအရမင်္ဂလာဆောင်ပြီးစားအင်တာသွားရင်ကန်ဆိုးတက်ပြီးကလစ်အသေးမွေးတာဒါမှမဟုတ်အင်အောင်ရဲ့ပျက်စီးတက်လို့ပါလေဗျာဒီတော့ဒီ3ရက်အတွင်းမှာသူတို့ကိုအစားအသောက်နည်းနည်းပဲကျွေးပြီးမိသားစုတွေကအင်တာတဲ့ခိုးမဝင်ဝိုင်းဆောင်ကြည့်ရပါတယ်ဟန်နီမွန်းခရီးစဉ်တဲ့ဘိုင်းအောင်နာကိုအောက်ခံရတဲ့ခရီးစဉ်ကြီးပေါ့ဗျာဒိမတ်နိုင်ငံမှာတော့ကောင်းမောင်းတော့မယ်ဆိုရင်ခင်ဗျားဆက်မလို့ခင်ဥပဒေအရမဖြစ်မနေလုံးရမယ်လို့တခုရှိပါလေအဲ့ဒါကတော့ကားအောက်ကိုငုံကြည့်ပြီးလူတို့မဟုတ်ကလေးရှိမရှိစစ်ဆေးရခြင်းဖြစ်ပါလေဒါကကြည့်ရင်တော့ဘေးကင်းအောင်ထုတ်ထားတဲ့ဥပဒေပေါ်လာပေးမဲ့ပို့ပြီးရလာကအမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်မှာလေဒီလိုဥပဒေမျိုးရှိပြီးကားအောက်မှာကြိုသားတို့မဟုတ်တရိတ်ဆန်တွေပုံနေမလားဆိုတာကိုပါစစ်ခိုင်းတာပါအရင်ဦးလျှောက်ပြီးမှမောင်းရမယ်တဘောဖြစ်နေပါလေနောက်တစ်ချက်ကတော့ကဘာပေါ်မှာလေဆုံးဝင်လုံးဝမရှိတဲ့မြို့တစ်မြို့အကြောင်းပါလိုဝေနိုင်ငံကလောင်ရီရပင်ဆိုတဲ့မြို့လူတွေကိုတေခွင့်မပြုပါဘူးလူတယောက်အသေးတန်ဖြားနာလာရင်ဥပဒေရာသူ့ကိုလေရင်နဲ့တခြားမြို့ကိုချက်ချင်းပို့ဆောင်ရပါလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြို့ကဝင်ရိုးစုံပိုင်းနဲ့အနီးလုံးလို့အနှစ်ပတ်လုံးလုံးရစ်ဆက်နေပြီးလောင်းတွေကိုမြေမြုပ်ရင်အနှင်းတွေချောင်းလောင်းကမပုတ်မတိုးပဲဒီတိုင်းရှိနေတယ်လို့ပါအလောင်းတဲ့ကဘာရက်တွေမပြန့်ပွားအောင်ဥပဒေနဲ့တားမြစ်ထားတာဖြစ်ပါလေအဲ့ဒီမြို့မှာနေရင်တော့အတော့ကိုရန်ဆောင်ရုံနဲ့မကဥပဒေကပါလာစောင့်နေရတဲ့တဘောပါနောက်ထပ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်